ဆိုတော့ Andrew Sancho ရဲ့ position နဲ့ဒီတောင်းကပေါ်ကန်နေလိုက်တဲ့အချိန်မှာ Andrew Sancho ရဲ့ position နဲ့ဒီခေါင်းတက်တိုက်သွားတဲ့ position ကိုကြည့်ပါဆိုတော့ Andrew Sancho ကအလယ်မှာသူ့ marking သူ့ man marking ယူထားတဲ့ဓာတ်သမားကိုလွတ်လွတ်ကျွတ်ကျွတ်ကြီးခေါင်းတိုက်ခွင့်ပေးလိုက်ရတဲ့အခြေအနေမျိုးဆိုတော့ဒါကဖြစ်တဲ့ကိစ္စမဟုတ်ဘူးအားလုံးပဲမင်္ဂလာပါဘာမီ Chelsea Tactical and Analysis YouTube channel ကနေပြီးတော့အားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီဗီဒီယိုကို TikTok ကကြည့်နေလို့ရှိရင်လည်း TikTok ကကျွန်တော် Chelsea ဘက်နီကိုရီအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်မင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာကမလီကညကစားခဲ့တဲ့ဒါ Chelsea နဲ့ Burnley 1-1ဖြစ်သွားတဲ့ပွဲစဉ်က twin goal တွေကို analyze လုပ်သွားမှာဖြစ်တယ်ဆိုတော့ဒါအဆုံးထိကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်ဆိုတော့ဒီ Chelsea အသင်းပထမဆုံးရတဲ့ဒီပွဲကစားချိန်4မိနစ်မှပဲရတဲ့ twin goal ကဒါ DRT မှာဆိုလို့ရှိရင် DRT ဆိုတဲ့ Rosinha left hand မှာဒီ open play ကနေဘေးတက်ကနေတစ်ဆင့်ဘေးတက်ကနေလာပြီးတော့ open play ကနေမှတစ်ဆင့်ရသွားတဲ့ twin goal တွေထဲမှာဆိုလို့ရှိရင်ဒီ twin goal က4 goal or 5 goal များတော့ဖြစ်လိမ့်မယ်ဆိုတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်စပြီးကြည့်ရအောင်ပါဆိုတော့ဒီအခြေအနေကဘောလုံး recovery ပြန်လုပ်ထားတဲ့အခြေအနေမျိုးပါဆိုတော့ Chelsea ကဒီအခြေအနေမှာဒီ twin goal ဖြစ်သွားတဲ့အခြေအနေမှာ 4-4 ဆိုတဲ့ဒါ better shape ဖြစ်တယ်ဒီအနေထားမှာဒီကိုပါမာကဂျာအိုဘက်ထရိုနဲ့အတူတူဒီ central zone မှာနေရာသွားယူထားတယ်ဒီဘေးမှာတော့ဒီဝန်ကာအနေနဲ့ဒါအဆိုဖားနဲ့တက်ကနေရာယူပြီးတော့ကစားသွားတယ်ဒါက Chelsea ရဲ့ဒါ better shape 4-4ဒီတစ်ခုကတော့ဒါ Burnley ရဲ့ defensive shape Burnley ကဒီအခြေအနေမှာဆိုလို့ရှိရင် 4-3-3 ဆိုတဲ့ shape နဲ့ပေါ့နော်ဆိုတော့ဒီမှာ Andrew Sancho ဘောလုံးရလာတယ် Andrew Sancho ရဲ့ body position ကချာလိုပါကိုပေးမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ဒါကိုဒီအလဲမှာရှိတဲ့ကျွန်တော်မှ7ဒီ Burnley တင်းရဲ့ pass pro line ကကျွန်တော်မှ7ကဘောလုံးကိုကြိုးပြီးတွက်ဆထားတယ်ပေါ့နော်ဆိုတော့ဘောလုံးဒီကိုသွားနိုင်တယ်ဆိုပြီးသူမျောနေထားပုံရတယ်ဆိုတော့Andrew Sancho ဒီပေးဖို့ပြင်လိုက်တဲ့အချိန်မှာသူ့အနေနဲ့သူ့ရဲ့ပြေးထွက်ဖို့ပြင်နေဒါပေမဲ့ဒါကို Andrew Sancho ကရိမ့်မိပြီးတော့ဘောလုံးပေးဖို့မလုပ်တော့ဘူးဆိုတော့ဒီလိုရွေးလျားသွားတဲ့ကျွန်တော်မှ7ရွေးသွားတဲ့အတွက်အနောက်မှာဒီအပေါက်ကြီးတစ်ခုဖြစ်လာတယ်ခက်ကြီးတစ်ခုပေါ်လာတယ်ဒီခက်ရဲ့အဆက်မှာ Moise Caicedo ရှိနေတယ်ဆိုတော့ဒီနေသားမှာဒီ Andrew Sancho က Moise Caicedo ကိုဘောလုံးပေးလိုက်တယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီ right back ဖြစ်တဲ့ Burnley တင်းရဲ့ဒီ midfield line ကဒီ right back မှာနေရာသွားပြီးတရားပေါ့နော်ဒီကောင်မကဒီတကယ်တော့သူက Neto ကို marking ယူရမှာဒါပေမဲ့ဒီအချိန်လေးမှာသူ့အနေနဲ့ Malo Gusto ကိုပို့ပြီးအာယုံစိုက်နေတယ်နောက်ဘေးမှာလည်းသူ့အတင်းပေါ်ကန်ဒီပေါ်ကရှိနေတဲ့အတွက် Neto ကလည်းဂျောင်ထဲရောက်နေတဲ့အတွက်Neto ကိုအရန်ကြီးဒီသူတို့အာယုံစိုက်ထားမျိုးမရှိတော့ဘူး